အားလုံးပဲမင်္ဂလာပါ graphic terror ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ reading လေးကတော့ဒီ blue message လေးထွက်လာမယ်ဆိုတာအတိအကျမသိပြင်မဲ့အချစ်ရင်းနဲ့ပတ်သက်ပြီးတော့ဒီအခုချိန်မှာကြားဖို့လိုအပ်တဲ့ message ကို terror reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးဒီ reading လေးကိုကြည့်နေတဲ့သူတွေကဒီဆက်ဆံရေးတွေမှာ relationship အချစ်နဲ့ပတ်သက်ပြီးတော့အဆင်မပြေတာနာကျင်နေရတာမျိုးနောက်ပြီးတော့စိုးရိမ်စိတ်တွေဝေခွဲမရတာတွေအဲ့လိုမျိုးခံစားနေရတာမျိုးဆိုလို့ရှိရင်ဒီ message လေးကကိုယ့်အတွက်ပေါ့နော်အဲ့ပထမဆုံးဒီကိုကဆက်ဆံရေးဒါမှမဟုတ်လို့ရှိရင်ဒီလူတစ်ယောက်အပေါ်မှာဒီအနာဂတ်အတွက်ဒါမှမဟုတ်လို့ရှိရင်လည်းပေါ့နော်ဒီအလုပ်ကိုင်မဲ့ဖြစ်အနာဂတ်အတွက်ကိုယ့်ရဲ့အချိန်နောက်ပြီးတော့ကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့စိတ်ဓာတ်ကိုယ့်ရဲ့ခွန်အားကိုယ့်ရဲ့ချစ်ချင်းမြတ်တာတွေကိုရင်းနှီးမြှုပ်နှံခဲ့လုံးဝတွန့်တိုရင်းမရှိအတားအဆီးမရှိတော်တော်လေးကိုပေါ့နော်ပေးဆက်ခဲ့တယ်ဆိုတာမျိုးတွေ့ရတယ်အဲ့တော့အခြေရေးဆိုရင်လည်းသူပြောင်းလဲလာမလားတငယ်ချင်းပါညာဆက်ဆံရေးဆိုရင်တော့မှဒီဆက်ဆံရေးတိုးတက်လာမလားနော်အိမ်အောင်ရေးပဲဖြစ်ဖြစ်ဆိုပြီးတော့စိတ်ရှိလက်ရှိနဲ့ဒီကိုပေးဆက်ခဲ့တဲ့အရာရဲ့မြော့အသီးအပွင့်ကိုပေါ့နော်ရလက်ကိုဘယ်တော့မြန်ပြက်အဆင်ပြေလာမလဲဆိုပြီးတော့စောင့်နေရမျိုးကိုပေးဆက်တဲ့လောက်ရဲ့ဒီမြစ်တာရောင်ပြန်ဟပ်မဲ့အချိန်ကိုစောင့်နေတာမျိုးအဲ့လိုမျိုးတွေ့ရတယ်အဲ့တော့ကိုကတော်တော်လေးအဆောင်ပြီးပြီပေါ့နော်ဒါပေမဲ့အခုချိန်မှာကိုအရင်ကပေးဆက်ခဲ့တာနဲ့အခုကိုရလာတဲ့ရလက်ကတကယ်မျှတရဲ့လားဆိုတာကိုပြန်သုံးသပ်ရမယ့်အချိန်ပေါ့နော်ဆိုပြီးတော့တွေ့ရတယ်အခုချိန်ကအဲ့တော့ Seven of Pentacles ကခုနပြောတာကကိုယ့်ရဲ့စွမ်းအင်တွေကိုယ့်ရဲ့ energy ကိုယ့်ရဲ့ဖြစ်တည်မှုကိုယ့်ရဲ့တည်ရှိမှုကိုကိုယ့်ကိုတန်ဖိုးမထားတဲ့နေရာဒီနေရာမှာကိုကဆက်ပြီးတော့ဒီကိုယ့်ရဲ့ energy ကိုယ့်ရဲ့ပေးဆက်မှုတွေကိုဆက်ပြီးတော့လုံနေအောင်ပါလားဒါမှမဟုတ်လို့ရှိရင်အဲ့ဒီ energy တွေကိုအဲ့ဒီခွန်အားတွေအချိန်တွေကိုကိုယ့်အတွက်ကိုယ့်ရဲ့ကိုယ်တိုင်ရဲ့ဘဝတောက်ပါဖို့ကိုယ်တိုင်ရဲ့အနာဂတ်အတွက်သုံးမလားဆိုပြီးတော့ပေါ့နော်အဲ့လိုမေးခွန်းမျိုးပြန်မေးဖို့အချိန်ရောက်လာပြီဆိုပြီးတော့တွေ့ရတယ်အတိတ်မှာကိုပေးဆက်ခဲ့တဲ့အရာတွေအဲ့ဒါတွေအတွက်ဘာမှ result ပေါ့နော်ကိုမျော်လင့်တဲ့ result ထိုက်တန်တဲ့ result ထိုက်တန်တဲ့ဒီရလက်ပြန်မရလာအောင်ဆိုရင်တော့အဲ့ဒါကိုနောင်တမရဘဲနဲ့ကိုကဒါအချစ်ရေးမှဆိုလဲဒါငါဘယ်လောက်ထိသစ္စာရှိရှိချစ်တတ်တဲ့သူလဲငါကဒီပေါ့နော်ဘယ်လောက်ထိတခြားသူပေါ်မှာမေတ္တာပေးတတ်တဲ့သူလဲဆိုပြီးတော့ဒါအဲ့လိုမျိုးကိုတွေးပြီးတော့အခုအချိန်မှာအဲ့ကိုပေးခဲ့တဲ့တခြားသူကိုပေးခဲ့တဲ့မေတ္တာတွေတခြားသူပေါ်ကောင်းခဲ့တဲ့အရာတွေကိုကိုပြန်ပေးရမယ့်အချိန်မျိုးပေါ့နော်ဆိုပြီးတော့တွေ့ရတယ်နောက်ပြီးတော့ဒီဒုတိယကက်က devil ပေါ့နော်ဆိုတော့ तू ကဒီဖန်အုပ်ဆောင်ထဲမှာဒီမှာပိတ်မိပြီးတော့ तू ကလွတ်မြောက်ဖို့ရုန်းကန်နေရတာမျိုးအဲ့တော့ကိုကလေကိုပိတ်လောင်ထားတာအဲ့ဒီစိတ်ကကိုတယောက်တည်းနေအောင်မှကြောက်တဲ့စိတ်နောက်ပြီးတော့ဒီ relationship ဆိုလဲဒီလူမရှိရင်ငါဆက်ပြီးတော့အဆင်မပြေနိုင်ဆိုရဲဒီအရန်မိခိုနေတဲ့စိတ်ဆွဲလန်းနေတဲ့စိတ်ပေါ့နော်အဲ့လိုမျိုးရှိနေဆိုပြီးတော့တွေ့ရတယ်အဲ့တော့ကိုယ့်ရဲ့စိတ်တန်ရာတွေပေါ့နော်အဓိကကိုယ့်စိတ်ထဲမှာကိုကတယောက်တည်းဖြစ်သွားမယ်ဆိုလို့ရှိရင်တယောက်တည်းဆိုအဆင်မပြေဆုံးတော့ဘူးနောက်ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့စိတ်ထဲမှာဒီ toxic ဖြစ်နေတဲ့ဒီအစိတ်တောက်ဖြစ်နေတဲ့ဒီပတ်ဝန်းကျင်ဒီဆက်ဆံရေးမှာကိုကနေတာကြလာတော့တီးခံလာတာကြလာတော့ဒီနေသားကြပြီးတော့ဒီတိုင်းပဲဒီထဲမှာပဲဆက်ပြီးတော့နေတာပုံမှန်ဆိုတဲ့စိတ်မျိုးဖြစ်ပြီးတော့ကိုဒီမကောင်းတဲ့အရာမကောင်းတဲ့ချုံနှောင်မှုတွေဒီဆက်ဆံရေးတွေမှာကိုပိတ်မိနေဆိုပြီးတော့တွေ့ရတယ်အဲ့တော့ဒီဟာကကိုကလွတ်မြောက်ခြင်းနေဆိုရင်ကိုကဒါကိုလွတ်မြောက်အောင်ကိုစူးစမ်းလို့ရှိရင်စူးစမ်းနိုင်တယ်သူကအတိချာကြီးအုပ်ထားတာမဟုတ်ဒီပုံနေရတာအဲ့တော့ဒီ devil ကပေးတဲ့ message အရာဆိုရင်ဒီကတ်အရာဆိုရင်ကိုယ့်ရဲ့တယောက်တည်းကိုယ့်ရဲ့မနှက်ဖြန်တွေကိုရင်ဆိုင်ရမှာဘဝကိုတယောက်တည်းရှေ့ဆက်ရမှာ哦မကြောက်နဲ့ကိုယ်တန်မိုးမထားတဲ့ကိုယ်စိတ်ဆင်းရဲစေကိုယ်စိတ်ဒုက္ခပေးမဲ့ကိုယ်အတွက်နော် toxic ဖြစ်စေရဲ့ဆက်ဆံရေးတွေမှာပိတ်မိနေတာထက်ကိုတယောက်တည်းလွတ်လွတ်လပ်လပ်နဲ့တောက်ပနေတာကပို့ပြီးတော့ကောင်းနေဆိုတာမျိုးဒီ message လေးပေါ့နော်တွေ့ရပါတယ်ပြီးတော့နောက်ဆုံး the lover cast ဆိုလို့ရှိရင်ဒါက
တခြားလူစီကအချစ်ကိုတောင်းနေရတဲ့ကိုပြန်ချစ်ဆိုရယ်ကိုတိုင်းနဲ့ကိုနဲ့ပြန်ပြီးတော့ပေါင်းစည်းရ self love ပေါ့နော်ကိုတကယ်ချစ်တဲ့အဲ့ဒီအချစ်အဲ့ဒါကိုရွေးချယ်လိုက်တဲ့ဆိုရယ်ဒီစွမ်းအိမ်ပေါ့နော်အဲ့တော့ဒီကကိုဘဝမှာရှိရဲ့အရေးကြီးဆုံးကံကြမ္မာဒီကိုရဲ့ရွေးချယ်မှုအရေးကြီးဆုံးရွေးချယ်မှုတစ်ခုကိုပြောနေအဲ့တော့အတိတ်ကကိုရဲ့နာကျင်မှုခုနကတော့ devil ကရဲ့ကြောက်ရွံ့မှုနော်အဲ့ဒါတွေကိုစွန့်လွတ်ပြီးတော့ကိုအပြည့်ဝချစ်မယ်ကိုတယောက်တည်းလည်းပြီးဆုံးနိုင်တယ်ငါအဆင်ပြေရငါလုံနိုင်တယ်ဆိုရယ်ရွေးချယ်မှုလုံလိုက်ပြီးဆိုတာနဲ့အဲ့ရွေးချယ်လိုက်တာနဲ့ကိုစီကိုဒီအံ့ဩစရာကောင်းတဲ့ဒီစိတ်ချမ်းမှုစိတ်အေးချမ်းမှုပေါ့နော်ငြိမ်းချမ်းမှုတွေရောက်လာနိုင်မယ်ဆိုပြီးတော့တွေ့ရတယ်ကိုတယောက်တည်းအဆင်ပြေတယ်ကိုတတ်မိုးထားနိုင်တဲ့သူကဘလို့အရာမှအရင်အကြောက်လွန်ပြီးတော့မဖြစ်နေဘူးအလိုလိုပြည့်စုံနေရဆိုတာကိုဒီကပြောနေရပေါ့နော်ဒါ self love ကိုအဓိကပြောချင်တာပေါ့နော်အဲ့တော့ကိုချစ်တတ်မှကိုတတ်မိုးထားတတ်မှကိုတကယ်တတ်မိုးထားမယ်ကိုတကယ်လေးစားမယ်ကိုတကယ်သစ္စာရှိမျက်နှာမယ်ကိုရဲ့စိုးမယ်ကိုရဲ့ပူးစာရှင်ကလည်းကိုစီကိုရောက်လာမှာပေါ့နော်ဆိုပြီးတော့တွေ့ရတယ်အဲ့တော့ဒီ really လေးကနေအဓိကပေးစင်တဲ့ message ကကိုအတိတ်မှာပေးဆက်ခဲ့တာတွေစောင့်ဆိုင်ခဲ့တာတွေအဲ့ဒီအရာတွေကနေရတဲ့သင်ခန်းစာတွေနောက်တာမဟုတ်ဘဲနဲ့အဲ့ဒီရတဲ့သင်ခန်းစာနဲ့နော်အဲ့ဒီသင်ခန်းစာနဲ့ဒီရှေ့ဆက်မယ်ကိုအစိတ်တောက်ဖြစ်စေတဲ့ဒီခုနကတော့တန်ရုံးစင်တွေပတ်ဝန်းကျင်တွေနောက်ကြောက်ရွံ့မှုတွေပေါ့နော်အဲ့ဒါတွေကိုဖြတ်တောက်ပြီးတော့ကိုတကယ်ချစ်မြတ်လို့ကိုတကယ်တမိုးထားပြီးတော့ကိုရဲ့ဒီဘဝကိုဆက်ပြီးတော့ရှောက်လန်းမှာဒီကိုကတီးကြကိုတယောက်တည်းလဲအဆင်ပြေတယ်ကိုပိုင်အလေးအောင်ရှိရငါတယောက်တည်းပြည့်စုံတယ်ဆိုရက်ဒီပြည့်စုံနေသူဖြစ်တယ်ဆိုတာကိုသိပြီးတော့ကိုလက်ခံမှာအရင်ဆုံးကိုအတွက်မကောင်းတဲ့ဆက်ဆံရေးတွေကိုကိုအတွက်အဆင်မပြေတဲ့အတိတ်တွေကိုနာကျင်စေမဲ့အတိတ်တွေလူတွေဆက်ဆံရေးတွေလွှတ်ချလိုက်ပါအဲ့ဒါတွေကကိုယ်ဆုံးရှုံးတာလို့ထင်ပေမဲ့အဲ့ဒါတကယ်ဆုံးရှုံးမှုမဟုတ်ဘူးဒါတစ်ချိန်ပြန်ကြည့်ရင်ဒါကိုဖျက်ချနိုင်မယ်ဆိုရင်ဒါလွတ်ချလိုက်တာ release လုပ်လိုက်တာလေကိုတို့ဒါတွေကိုလက်ကိုလုံးလိုက်တာကိုတို့အောင်ပွဲပေါ့နော်အနောက်ပိုင်းပြန်ကြည့်တဲ့အချိန်မှာအဲ့ဒါကြောင့်ကိုပို Q ဆိုင်ကိုပိုတန်မိုးထားကိုပိုချဲအဲ့ဒါဆိုလို့ရှိရင်ကိုနဲ့ထိုက်တန်တဲ့ကိုအတွက်တကယ်ကိုနဲ့ energy ကိုက်မဲ့ relationship အဲ့ဒီပူးစာရှင်ကကိုစီကိုရောက်လာပါလိမ့်မယ်ဆိုပြီးတော့ဒီ tarot message လေးတွေ့ရပါတယ်ဒီ reading လေးကဒီ reading လေးက collective message လေးဖြစ်ပြီးတော့ကိုနဲ့ energy ကိုက်မယ်ဆိုလို့ရှိရင်ဒီ reading လေးကို claim လုပ်သွားပါအားလုံးကျေးဇူးတင်ပါတယ်